Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ကလေးတိုင်းစားတဲ့အုံနောက်ကိုအားဖြည့်ပေးတဲ့အစားအစာ6မျိုးအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကလေးတွေကြောင်းမသွားခင်စားအုပ်တွေကိုမျက်လုံးပြူးပြီးတော့ကြည်နေတာဒါမှမဟုတ်အင်စာလုံရင်းမျက်လုံးတွေမှေးဆင်းလာတာကိုပြီးပါတိုင်းမြင်ဘူးကြမှာပါစီကံမရှိတာ screen time များတာဒါမှမဟုတ်သင်ခန်းစာတွေပြင်းရတာကိုအပြစ်တင်ဖို့လွယ်ကူပါတယ်ဒါပေမဲ့မကြာခဏဆိုသလိုလိုအပ်တဲ့အရာကပို့ပြီးတော့ရိုးရှင်းပါတယ်အစာစားပါခင်ဗျာအုံနောက်ဟာဆိုရင်တော့ခန္ဓာကိုယ်ရဲ့အစာကိုအချစ်ဆုံးအင်္ဂါရပ်ဖြစ်ပြီးကလေးတွေရဲ့စွမ်းအင်ရဲ့20%ကိုသုံးစွဲပါတယ်။မှတ်ဉဏ်စင်ကျင်တုံတရားနဲ့အာယုံစိုက်မှုအတွက်အုံနောက်ကဆက်သွယ်မှုတွေကိုလျင်မြန်စွာဖန်တီးနေတဲ့အကြောင်းတွေအရွယ်မှာသူရရှိတဲ့အာဟာရကအရာအလုံးကိုပြောင်းလဲပြနိုင်ပါတယ်။သတင်းကောင်းကတော့အုံနောက်အတွက်ကောင်းတဲ့အစားအစာတွေဟာဈေးကြီးတာဒါမှမဟုတ်ထူးခြားတဲ့နေတာမျိုးမဟုတ်ပါဘူး။အများစုကတော့ကျွန်တော်တို့နေ့စဉ်စားနေကြအစားအစာတွေဖြစ်ပြီးနည်းနည်းပါးပါးပြုလုပ်လိုက်ရုံနဲ့ကျွန်တော်တို့စပွဲပေါ်မှာအခက်အခဲမရှိဘဲထည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။ကလေးတိုင်းပို့ပြီးတော့စားတင်တဲ့အစားအစာ6မျိုးကိုဖော်ပြပေးလိုက်ပါတယ်။ကြက်ဥဟာတစ်ကမ္ဘာလုံးကမနက်စာစပွဲမှာပါဝင်နေတဲ့အကြောင်းရင်းရှိပါတယ်။သူတို့ဟာအုံနောက်ရဲ့မှတ်ဉဏ် circuit တွေတိစောက်ဖို့အတွက်အသုံးပြုတဲ့ cooling ဓာတ်ရဲ့အကောင်းဆုံးအရင်းမြစ်တွေတဲကတခုပါ။ protein နဲ့ကျန်းမာတဲ့အဆီတွေပါဝင်တာကြောင့်ကလေးတွေကိုမနက်ခေါင်းလောင်းမတီးခင်အထိဗိုက်ပြည့်စေပြီးတော့အာရုံစူးစိုက်နိုင်စေပါတယ်။ berry သီးများ blueberry, strawberry, blackberry သင်နဲ့တိုက်ရင်တရေစာလို့ခေါ်နိုင်ပါတယ်ဒါပေမဲ့ဒါတွေကတကယ်တော့ antioxidant ဖုံးကွယ်ထားတဲ့အစားအစာတွေပါဒီအောင်ဆုံးအသီးလေးတွေကအုံနောက်ဆဲတွေကိုကာကွယ်ပေးပြီးကလေးတွေတင်ယူခဲ့တာတွေကိုပို့ပြီးတော့လွယ်လွယ်ကူကူနဲ့မှတ်မိစေနိုင်ပါတယ်အစီများတဲ့ငါအာဟာရပညာရှင်တွေကအုံနောက်အတွက်အစားအစာတစ်ခုကိုရွေးမယ်ဆိုရင်ဆယ်လမွန်တူနာဒါမှမဟုတ်မက်ဂရဲငါးတွေကိုညွှန်ပြပါတယ်သူတို့မှာတော့ omega 3 ဓာတ်တွေအထူးသဖြင့် DHA ဓာတ်တွေကျွယ်ဝစွာပါဝင်ပြီးအုံနောက်ရဲ့အခြေခံအစိတ်ပိုင်းတွေကိုတိစောက်ပေးပါတယ်အခွန်မှာအသီးနဲ့အစိတ်များကလေးတွေအများကြီးစားဖို့တော့မလိုအပ်ဘူးရေစိမ်ထားတဲ့ဗန်နာစိတ်တကြားသည်ဒါမှမဟုတ်ဖယုံစိတ်တဆုပ်ဆိုလို့ရှိရင်တော့ဗီတာမင် E ဇင်းနဲ့ကျန်းမာတဲ့အဆီတွေကိုပေးစွမ်းနိုင်ပြီးမှတ်ဉဏ်ကိုပိုပြီးတော့ထပ်မြက်ဖို့ကူညီပေးပါတယ်အရွက်စိမ်းများအားလုံးအကြိုက်ဆုံးတော့မဟုတ်ကြပါဘူးဒါပေမဲ့ဟင်းတို့တွေကိုက်လန်တဲ့ပန်းကော်ဖီစိမ်းတွေမှာ folate တန်တက်နဲ့ဗီတာမင် K အပြည့်အဝပါဝင်ပါတယ်ဒီအာဟာရတွေကမှတ်ဉဏ်ကိုကူညီပေးပြီးတော့အုံနောက်ကိုနှိုးချစေပါတယ်ဂျုံစိတ်အစုံအုံနောက်က glucose ကိုအားအဖြစ်အသုံးပြုပေမဲ့တကြားလုံးကနေရတဲ့အလင်းအမြန်စွမ်းရည်မျိုးတော့မဟုတ်ပါဘူးဂျုံရာကုစံလုံးညိုနှံစားသီးနှံတွေဂျုံအပြည့်အစုံလိုမျိုးဂျုံစိတ်အပြည့်အစုံတွေက glucose ကိုဖြည်းဖြည်းချင်းထုတ်လွှတ်ပေးတာကြောင့်ကလေးတွေကိုကြောင်းချိန်တစ်လျှောက်လုံးလိုအပ်တဲ့စွမ်းရည်တွေကိုပုံမှန်ပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ